အားလုံးပဲမင်္ဂလာပါResetting Podcast ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကကျွန်တော်ဘာအကြောင်းအရာဆွေးနွေးရမယ်ဆိုတော့ပေါ့ဒီကျွန်တော်ကုမ္ပဏီမှာ software engineer နဲ့ပတ်သက်ပြီး interview လုပ်မယ်ဆိုလို့ရှိရင်system design ဆိုတဲ့အရာလည်းအရေးပါတဲ့အရာတစ်ခုဖြစ်တယ်ပေါ့နော်system design ကကြိုတင်ပြင်ဆင်ထားမှပဲကိုကကောင်းမှဖြေနိုင်မှာပေါ့မဟုတ်ပဲအဲ့လိုကြိုတင်မပြင်ဆင်မဲနဲ့ experience ရှိတယ်ဆိုရင်တော့မှကြိုတင်ပြင်ဆင်ပြီးသွားတဲ့လူနဲ့ကြိုတင်မပြင်ဆင်ပဲသွားတဲ့လူဆိုလို့ရှိရင်တော်တော်ကြီးကွာပါတယ်ပေးထားတဲ့တနားရဲ့အတွင်းမှာကိုကဒီ system ကောင်းတစ်ခုကို design ဆွဲနိုင်ဖို့ဆိုတာက experience ရှိပါစေအောင်တော့ကြိုတင်ပြင်ဆင်မှုရှိမှတာပို့ပြီးချောချူနဲ့ကိုပေးခြင်းတဲ့ message ကိုပေးခြင်းတဲ့ design ကိုရေးဆွဲနိုင်မှာဖြစ်ပါတယ်ပေါ့ဒါကြောင့်ကျွန်တော်က system design နဲ့ပတ်သက်ပြီးမှဆွေးနွေးရမှာပေါ့နောက်ပြီးတော့ system design ကအခုနောက်ပိုင်းပို့ပြီးအရေးပါလာတယ်ဘာကြောင့်လဲဆိုတော့AI ကတဖြည်းဖြည်းနဲ့ဒီကုတ်ရေးတဲ့ဘိုင်းမှာဆိုရင်ကျွန်တော်ကိုယ်တိုင်ရေးစရာမလိုတော့ဘူး AI ကိုရေးခိုင်းလာလို့ရပြီအဲ့တော့ကျွန်တော်တို့ကကုတ်ရေးတဲ့ဘိုင်းကိုအရင်ကတော့အချိန်ပေးနေစရာမလိုတော့အဲ့တော့ကျွန်တော်တို့ကဘယ်မှာပို့အချိန်ရတော့လဲဆိုရင်ပိုကောင်းမွန်တဲ့ system တိစောက်တဲ့ဘိုင်းမှာ system design ဘိုင်းမှာ architecture ဘိုင်းမှာပို့ပြီးမှအချိန်ပိုပေးနိုင်တော့မယ်ပေးနိုင်လာတယ်ပေါ့ခုနောက်ပိုင်းအဲ့ကြောင့်ဒီ system design ကောင်းကအရေးကြီးတယ်ဆိုတော့ကျွန်တော် system design နဲ့ပတ်သက်တာဆွေးနွေးတော့ပါမယ်ဒီနေ့တော့ဘာအကြောင်းအရာနဲ့ပတ်သက်ပြီးဆွေးနွေးရမယ်ဆိုရင်တော့ဒီတော်တော်လေး popular ဖြစ်တဲ့ topic ပါကုမ္ပဏီတော်တော်များများမှလည်းမေးတဲ့ topic အဲ့ဒါပါလဲဆိုWhatsApp လိုမျိုး Messenger လိုမျိုး chat application service တစ်ခုကို design ဆွဲခိုင်းတာပေါ့နော်အဲ့ဒါကတော်တော်များများလဲမေးကြဘာကြောင့်မေးကြလဲဆိုတော့သူကအဲ့လိုchat message ဆိုတာကlatency နည်းနဲ့ latency ကနည်းလေပိုကောင်းလေကို type လုပ်လိုက်တော့တစ်ဖက်လူကမြန်ဆန်တစ်ဖက်လူစီမြန်ဆန်ရောက်တော့လေပိုကောင်းလေပေါ့ low latency လိုအပ်တယ်ပေါ့ scalability လည်းအရင်အရေးကြီးရပါဘာလို့လဲ chat platform မှာဆိုလို့ရှိရင် user ပေါင်းတန်းချီအသုံးပြုတဲ့အတွက်ကို system လည်း scale ဖြစ်နေမှsystem လည်း scale ဖြစ်နေမှဒါကိုကreliable ဖြစ်နေuser တွေကိုuser ရဲ့ request ကို serve လုပ်နိုင်မှာပေါ့နော်အဲဒါကြောင့် scalability ဘိုင်းအရေးကြီးတယ် performance ဘိုင်းအရေးကြီးတယ်ဒါကြောင့်မို့ဒီမိကုံးကိုကုမ္ပဏီတော်တော်များများကမေးကြရဘယ်လောက် experience ရှိလဲဆိုတဲ့ပုံမှာမေးကြပါ designing app messenger service topic နာမည်ကတော့ WhatsApp လိုမျိုး messenger service လိုမျိုးcheck service တစ်ခုကိုဘယ်လိုပေးလုပ်နေပေါ့သူကကိုလျှောက်တဲ့ role ပုံမူတည်မှာပေါ့နော်ကိုလျှောက်တဲ့ role ကအဲ့လို staff level လိုမျိုး senior level လိုမျိုးလို့ဆိုလို့ရှိရင်သူကinformation အများကြီးမပေးထားဘူးဒီ system ကိုလူဘယ်နှယောက်ကသုံးမှလဲဒီ system ကlatency ဘယ်လောက်နည်းနဲ့ serve လုပ်နိုင်ရမှာလဲဒီ system ရဲ့ feature တွေကဘာတွေပါမလဲ senior level staff level ဆိုလို့ရှိရင်ဒီကောင်သူကအဲ့လိုမျိုးတွေကိုမိခွန်းထဲမှာထည့်ရေးလေးမရှိဘူး။ဘာကြောင့်လဲဆိုတော့ဒီ system တစ်ခုကိုတည်ဆောက်မယ်ဆိုလို့ရှိရင် requirements gathering ကလည်းsenior level staff level ဆိုလို့ရှိရင်ဒါကသူတို့က user ကိုမေးပြီးမှတခြား collect လုပ်ပြီးမှတည်ဆောက်ရမှာပေါ့။နော်ဒါကြောင့်ကိုလျှောက်တဲ့ role က senior level staff level ဆိုလို့ရှိရင်ဒီလိုမျိုးတုံနဲ့ information အများကြီးမပေးဘူး information ကို requirement ကို gather လုပ်ရမှာကကိုယ့်ရဲ့တာဝန်ဖြစ်သွားတယ်ဒါမှမဟုတ်ပဲနဲ့ကိုကအဲ့လို junior level လိုမျိုး mid level လိုမျိုးဆိုလို့ရှိရင်ကျတော့ဒီမှာဒီမိကုံးမှာပို့ပြီးမှတိကျတဲ့information များများပို့ပါလာမယ်ပေါ့
နော်ဒါပေမဲ့ထားပါတော့ဒီကျွန်တော်တို့ကအဲ့လို senior တယောက်အနေနဲ့ apply လုပ်တယ်ဆိုတော့ perspective ကနေပဲချင်းကပ်ကြည့်အောင်ဆိုတော့ကျွန်တော်ပထမဆုံးမေးမှာက functional requirement အပိုင်းနဲ့မေးမယ်ပေါ့user ဟုတ်ပြီဒီ WhatsApp လို့ system မျိုးကိုမင်းက design လုပ်ခိုင်းနေဆိုပါတော့အဲ့တော့WhatsApp မှာဆိုလို့ရှိရင်တယောက်နဲ့တယောက် one on one message ပို့လို့ရတယ်ပြီးကြတော့လည်းအဲ့လို group chat လိုမျိုးလဲgroup တစ်ခုကိုuser အများကြီး join မိမှလည်းအဲ့လို group chat လိုမျိုးလဲ message ပို့လို့ရတယ်မင်းကနှစ်ခုလုံးကို support လုပ်ချင်တာလားသူကတော့ဟုတ်တယ်နှစ်ခုလုံးကို support လုပ်ချင်တာမှတ်ထားလိုက်တော့ဒါကျွန်တော်တို့ system မှာပါရမယ်functional requirement ပေါ့ဟုတ်ပြီဒါဆိုလို့ရှိရင်နောက်တစ်ခုငါမေးမှာကမင်းငါကိုmessage ကို answer လုပ်တဲ့ feature တွေရောပါစီချင်လားသူအဖြစ်တော့ပါရင်ပိုကောင်းတယ် okay ဟုတ်ပြီเนาะဒါဆိုရင်ကျွန်တော်တို့ functional requirement 3ခုသူစီကနေနိုင်ထုတ်ပြီးတော့ပြီနောက်ထပ်ကျွန်တော်ထပ်မေးမှာတော့ဒါဆိုလို့ရှိရင်ဒီ video call feature တွေရောပါမှာလား voice call feature တွေရောပါမှာလား usually အဖြစ်တော့ဒီ topic မှာမပါကြဘူးအချိန်ကျရင်ဒီ interviewer ကဘယ်လိုပြန်ဖြေမလဲဆိုတော့ငါတို့အချိန်ကတနားရီပဲရှိရဲအဲ့လိုဒီ video တွေ audio တွေပါမယ်ဆိုရင်ပိုပြီးမှ complicated ဖြစ်သွားမယ်ဒါကြောင့်မို့ဒီ design မှာငါတို့စာတွေပို့တာရဲ့ကြာလို့ရှိရင်အဲ့လိုတပ်ပုံတွေကိုပို့လို့ရဒီလောက်ပဲဆိုရင်ရပြီ okay ဆိုတော့ကျွန်တော်တို့သူ့ကို interview ပြီးသွားတဲ့အချိန်မှာ functional requirements တွေရလာမယ်เนาะကျွန်တော်ချရေးလိုက်မယ်ပထမက121 direct message now requirement တစ်ခုကgroup chat messages เนาะgroup ထဲမှာပေါ့ group member တွေချင်း message ပို့နိုင်မယ်နောက်တစ်ခုကပါလဲဆိုတော့ဒီပြောလိုက်တာshould be able to send message ပို့ပြီးတာ message ကို answer လုပ်လို့ရမယ်နောက်တစ်ခုကပါလဲဆိုတော့being able to upload photo group chat ထဲမှာသူကပြောတော့group chat ကောဝင်တော့မှာဓာတ်ပုံလေးပို့ထည့်ထားရင်တော့ပိုကောင်းမယ်ပေါ့နော်ဒါကတော့ functional requirement functional requirement တခုတည်းနဲ့မလုံလောက်ဘူး system တခုတိစောက်တဲ့ချိန်မှာ non functional requirement ကကျတော့ user feature မဟုတ်ဘူးသူ system ရဲ့ capability ပေါ့အဲ့မှာဘာရှိမလဲဆိုလို့ရှိရင်လို့ system က scalable ဖြစ်မှာလား consistent ဖြစ်မှာလား performance ကောင်းမှာလားเนาะ audit လုပ်လို့ရတဲ့ system လားအဲ့လိုမျိုးတွေရှိရပေါ့အဲ့တော့ကျွန်တော်သူ့ကိုမေးမယ်ဒါဆိုသူ့ကိုမေးလို့လည်းရတယ်ဒါမှမဟုတ်ကိုယ့်အနေကို assumption ချလို့လည်းရတယ်เนาะပို့သူ့ကို discuss လုပ်ရင်တော့ပိုကောင်းတာပေါ့ဥပမာကျွန်တော်ဘယ်လို discuss လုပ်မလဲဒီ WhatsApp လို့ message မျိုးဆိုလို့ရှိရင်ပုံမြန်မှရမှာပေါ့နော် latency နည်းလေပိုကောင်းလေအဲ့တော့မင်း latency ဘယ်လောက်ကို acceptable ဖြစ်လဲသူကဖြေမယ်100 millisecond အတွင်း message ပို့နိုင်လို့ရှိရင်ပိုအဆင်ပြေမယ် okay non functional requirement နောက်တစ်ခုကကျတော့ဒီကောင်ကကျတော့เนาะဒီ message ပို့တာဖြစ်တဲ့အတွက်သူ consistency အရင်မလို့ကွာဥမာဒီ banking တွေလိုမျိုး transition တွေမလို့ဥမာ message တစ်ခုကမရောက်သွားလို့ရှိရင်လည်းအရင် bit ဒီမဖြစ်ဘူးပေါ့အဓိကသူက availability ပိုကောင်းလေပိုကောင်းလေပေါ့ဒီ system availability များလို့ရှိရင် system available ဖြစ်တော့user တော်တော်များများကိုserve လုပ်နိုင်မယ်เนาะဒါဆိုရင် non functional requirement ကပါလဲဆိုလို့ရှိရင် low latency less than 100 millisecond နောက်တစ်ခုကကျတော့ high availability
Okay ဒါကတော့ functional requirement နဲ့ non functional requirement ဒီတော့ကျွန်တော်တို့ပေါ့လိုအပ်တဲ့အချက်လက်တွေလည်းရပြီဆိုရင်နောက်တစ်ခုကပါဆက်သွားလို့ရတယ်ဆိုရင်ဒီမှာဒီ step မှာတချို့ကြတော့လည်းအဲ့လို back of the envelope estimation ပေါ့သူကအောက်မှာ system ကတရက် daily active user ဘယ်လောက်ရှိမလဲအဲ့လိုမျိုးဆိုလို့ရှိရင်daily active user လိုက်ပေါ်မှုဒီမှာဒီ system က read ratio များမှာလား write ratio များမှာလားများပြီဆိုလို့ရှိရင်တစ်စက္ကန့်မှာဘယ်လောက် RPS read ရှိမလဲဘယ်လောက် RPS write ရှိမလဲအဲ့ဒါကို estimate လုပ်ရအောင်ပေါ့ back of the envelope estimation ဒါပေမဲ့ကျွန်တော်တို့ဒီအခုမှကျွန်တော်တို့ system design စတာဖြစ်တဲ့အတွက်ဒီဟာကနည်းနည်း complex ဖြစ်တယ်တွေ့ရတာအဲ့လိုမျိုးဆိုတော့ဒီချက်ကိုအရင်ကြီး focus မလုပ်တော့ဘူးမြန်ပဲ assumption ချလိုက်မယ် right က user အများကြီးရှိတော့ထားပါတော့ user က10 million daily active user ရှိတယ် user က10 တန်းလောက်ရှိမှာပေါ့အဲ့တော့ဒါပါတော့တစ်စက္ကန့်အတွင်းကိုright သူက message ပို့ကြမှာဟုတ် message ပို့တယ်ဆိုတာ message ကိုကျွန်တော်တို့က database ထဲမှာ store လုပ်ရမယ်เนาะအဲ့ဒါကြောင့်သူကper second okay ဒီတိုင်း right per second read ratio ကလည်းအဲ့လိုမသိမရေးပဲเนาะထားပါတော့အတူတူလောက်ပဲထားလိုက်တော့မယ်နောက်မှကျွန်တော်တက်ဘယ်လို estimate လုပ်လဲဆိုတာကိုတောင်းမယ်เนาะခုကြတော့နှစ်ခုပြီးသွားပြီtraffic estimation ပြီးသွားပြီ functional requirement non functional requirement ပြီးသွားပြီဆိုတော့နောက်တစ်ခုကဘာလောက်ရမလဲဆိုရင်ကျွန်တော်တို့ဒီ goal entity ကိုတတ်မှတ်ရမယ်ဒီ system မှာပါတဲ့ဘယ်လို entity အဓိကentity တွေကတော့အများကြီးပါပဲ system တစ်ခုကိုရေးဆွဲမယ်ဆိုရင်အများကြီးပဲဒါပေမဲ့ကျွန်တော်တို့ကဒီရှိသမျှ system ထဲမှာရှိ entity မှန်သမျှကိုဒီမှာ discuss လုပ်ရမလို့အဓိက call ဖြစ်တယ်မယ် call ဖြစ်တယ်ဆိုအဓိကကြားတဲ့ဟာပဲဖြစ်တယ်เนาะအဓိကကြားတဲ့ဟာဆိုလို့ရှိရင်ဒီမှာပါရှိမလဲဆိုရင် user ရှိမယ်เนาะuser entity ရှိမယ်နောက်တစ်ခုကchat ပေါ့ chat entity ရှိမယ် one to one or group chat เนาะပြီးကြလို့ရှိရင်message ရှိမယ် message entity ရှိမယ်ဆိုတော့က user ထဲမှာဆိုရင်သူ့ရဲ့ attribute ကဘာရှိမလဲဆို ID တွေရှိမယ် user name blah 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 ပြီးကြသူ့ရဲ့ join date ဘာညာ user ရဲ့ information user name ရှိမယ်ပေါ့နော် chat မှာဆိုလို့ရှိရင်လည်းသူက chat တစ်ခုမှာအဲ့လိုတယောက်တည်း participant တယောက်တည်းလည်းရှိမယ်ဥပမာone direct message ဆိုလို့ရှိရင် participant up to 2ယောက်ပဲရှိမယ်group chat ဆိုလို့ရှိရင်ထားပါတော့ကျွန်တော်တို့က up to 100အထိရှိမယ်ပေါ့ဒီမှာတခုကျွန်တော်ဒီ functional requirement မှာတခုလိုရတာ group chat မှာ participant ဘယ်လောက်ထိ join နိုင်လဲဆိုတဲ့ဟာမေးဖို့လိုရတယ်တကယ်တမ်းပို့ကောင်းတာတော့ဒီမှာ participant ဘယ်လောက်ထိရှိနိုင်လဲဆိုတဲ့ information ကိုယူထားနိုင်ပို့မှကောင်းတယ်ပေါ့ထားပါတော့အခု interview ကျွန်တော်ပြီးတော့ရေးဆိုတော့ကြော်ရပြီဆိုတော့ဒီမှာเนาะ100လို့သတ်မှတ်တယ်လို့ပဲယူဆလိုက်တော့အဲ့တော့ go entity ထဲမှာဒီမှာ participant chat ထဲမှာဆိုရင် participant ID တွေအများကြီးရှိတယ် participant ID ဆိုတော့ဒီ user ID တွေပါပဲเนาะပြီးကြရင် group chat ရဲ့ name ရှိမယ် maybe description ပြီးရင် join date ရှိမယ်message က message ထဲမှာဆိုလို့ရှိရင်လည်းဘာရှိမလဲဆိုလို့ရှိရင်ဒီ message ထဲမှာဆိုရင်လည်းဘာရှိမလဲဆိုရင်ဒီ message ကိုဘယ်သူစendတာလဲเนาะ sender ID ရှိမယ်သူကဒီ message ထဲမှာ participant ID တော့ထည့်လို့မရအောင်ဘာကြောင့်လဲဆိုတော့သူက
ဒီ message ကိုလက်ခံမဲ့လူကတယောက်တည်းဖြစ်နိုင်တယ်လို့အများလည်းဖြစ်နိုင်တယ်အဲ့တော့ဒီsender ID ထည့်လို့မရအဲ့တော့ဒီမှာ chat ID ထည့်ရင်ပိုအဆင်ပြေဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ chat ဆိုတဲ့ entity ကpolymorphic ပုံစံပေါ့သူက one to one အတွက်လည်း support ဖြစ်တယ် group အတွက်လည်း support ဖြစ်တယ်ဒီ one to one ကိုလည်းသူက group အနေနဲ့ကျွန်တော်တို့ user လိုက်တယ်လို့ interviewer ပြောလို့ရတယ်ပေါ့နော်ဆိုတော့ကဒါကတော့ core entity ပေါ့ chat ရှိမယ် message ရှိမယ် user ရှိမယ်ဟုတ်ပြီဒီ core entity ပြီးတော့ရင်နောက်အရေးပါတာကဘာလဲဆိုလို့ရှိရင်ဆိုတော့ဒီမှာ core entity ပြီးတော့နောက်ခုကျွန်တော်တို့က discuss လုပ်ရမှာ API design ပေါ့ကိုယ့်ရဲ့ system မှာဘယ်လို API နေပါမလဲเนาะ API design ထဲမှာပါမလဲဆိုရင်ကျွန်တော်တို့ဒီအရေးပါတဲ့ API တွေကိုဆွေးနွေးရမှာပေါ့ပထမအဆုံးအရေးပါတာကကြတော့ဒီ group chat ကို create လုပ်ရမှာပေါ့နော် API view chat ကို create လုပ်တာပေါ့နော် chat ကို create လုပ်တာအဲ့မှာဘာပါမလဲဆိုရင် chat ရဲ့ name ပါမယ်ပြီးကြရင် description ပါမယ် initial ကတော့ participant ကတော့မပါဘူးပေါ့ participants မပါဘူးပြီးကြရင်ဒီမှာက creator ID ဆိုပြီးမှပေါ့ထဲလို့ creator ID ဆိုတာပါဒီ group chat ကိုဘယ်သူက create လုပ်တာလဲပေါ့ဒါပေမဲ့ကျွန်တော်ဒီမှာတစ်ခုပြောချင်တာဒီ creator ID ကိုဒီ body page လုံးမှာလုံးဝမထည့်ပါနဲ့ဘာလို့လဲဆိုတော့ဒီအဲ့လို user ID တို့ownership ID တို့ဆိုတာက body page လုံးမှာမပါသေးဘူးဘာလို့လဲဆိုတော့ body page လုံးမှာပါလို့ရှိရင်ဥမာကျွန်တော်ရဲ့ ID က2ပေါ့ attacker ရဲ့ ID က3ဆိုလို့ရှိရင်ဒီ attacker ကကျွန်တော် ID ရဲ့ ID ကိုတုံးပြီးမှကျွန်တော်ဖန်တီးတယ်လို့ねသူကလွယ်ကူကူနဲ့အဲ့လို attack လုပ်လို့ရတယ်ပေါ့ security မကောင်းเนาะအဲ့တော့အဲ့လို owner ID တွေကို body မှာမထားနဲ့ server မှာဒီလို JWT ကနေပေါ့ဒီ code လုပ်ပြီးမှဒီ value infer လုပ်လို့ရတယ်ဆိုတော့ဒါကgroup chat ကိုဖန်တီးတာเนาะနောက်ရေးပါတဲ့ endpoint တစ်ခုကဘာလဲဆိုလို့ရှိရင်ဒီ group chat ကို participant နဲ့အလုပ်ရအမှဆိုလို့ရှိရင်သူကဘယ်သူတွေကို app မှာလဲparticipant ID user ID ပေါ့1 2 3 4 5 blah 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 ဆိုတော့user ID ကိုအဲ့လိုမျိုးလောက်တာထက်ဆိုင်ရင်ဒီမှာ user name နဲ့ဆိုပိုကောင်းမယ်နဲ့ပါဆိုရင် incremental ID ကိုအဲ့လိုမျိုး API request မှာလောက်တာက secure မှဖြစ်ပြီနော် user name AABBCCDD for example right ဒါက user တွေကို admin က user တွေကိုထည့်တာပေါ့နော်နောက်တစ်ခု endpoint ဒါပြီးအရေးကြီးတဲ့ဟာဘာရှိလဲဆိုလို့ရှိရင်ဒီ chat ရဲ့ message history ပေါ့နော်အဲ့လိုဆိုလို့ရှိရင်ဒီ chat မှာpast conversation တွေ view ချင်လို့ရှိရင်ဒီ API ကနေယူမယ်အဲ့မှာ message ထဲမှာဆိုလို့ရှိရင်ဒါ array of message ဆိုလို့ရှိရင်ဒီမှာ text sender ID တခြား information တွေပါမယ်ဆိုတော့ကဒါပြီးရင်နောက်အရေးကြီးတဲ့ဟာအရေးကြီးဆုံးလာပြီ message ပို့တာပြီးရင် message ကိုလက်ခံတာဒီမှာကျွန်တော်တို့ကပေါ့ REST API ကိုအသုံးပြုလို့မရဘူးဘာလို့ REST API ကိုအသုံးပြုလို့မရဘူးလဲဆိုတော့ REST ကကြတော့ unidirectional ပဲ client ကနေ server ကိုပို့လို့ရမယ်
ဒါပဲ server နေ client ကိုပို့လို့မရအောင်ချက်နောက်တစ်ခုက server side event ဆိုတာရှိတယ် server side event ကြတော့လေဒီ server ကနေ event တွေကို client ကိုပဲပို့လို့ရတယ်အဲ့လိုမျိုးသွားပြန် bidirectional နဲ့မရဘူး bidirectional နဲ့အတွက်အကောင်းဆုံးကတော့ဒီ WebSocket ပေါ့ WebSocket ကကြတော့ဒီ stateful connection ပေါ့သူက client ကနေ server ကိုလမ်းချိတ်ပြီးလို့ရှိရင် client connection ကlong life connection ဖြစ်နေမှာuntil client disconnected ပေါ့နော်သူကဟိုလို messaging real time messaging တွေအတွက်အရင်ကောင်းတယ် client ကနေ server ကိုပို့လို့ရလို့ server ကနေ client ကိုလည်းပို့မယ်ဘာကြောင့်ဒီ bidirectional လို့ရလဲဆိုရင်ခုနကနေ high level design ရောက်တာတွေပို့ပြီးမှရှင်းတော့လေဘာကြောင့် server ကနေ client ကိုပို့ရလဲပေါ့နော်ဆိုတော့လောဆယ်တော့ WebSocket မှာက REST လိုမျိုးအဲ့လိုဒီ route တွေပါမရှိဘူးသူကကျတော့ဒီ body payload ကိုပဲအသုံးချရအဲ့တော့ဒီမှာဆိုလို့ရှိရင် action ပေါ့ဘာလုပ်ချင်တာလဲပေါ့ဘာလုပ်ချင်တာလဲဆိုရင်ဒီမှာဘာ action ရှိမလဲဆိုရင် send ပြီးကြရင်ဒီထဲမှာ data ရှိမယ် data ထဲမှာကျွန်တော်တို့ဘာပုံမှာလဲ test ဒီကောင်းလာပေါ့ပြီးကြရင် text attachment ရှိ photo URL ပေါ့နော်ဒါက send ပြီးကြရင်နောက်တစ်ခုကဘာရှိမလဲဆိုရင်typing ရိုက်နေဆိုရင်လည်းကျွန်တော်တို့ဒီ chat message တွေမှာဒါ typing လုပ်နေတာဆိုတော့ပြချင်လို့ရှိရင်ဒီလိုမျိုးtyping ဆိုတဲ့ event တွေလည်းပို့ရင်ပို့ကောင်းတယ်ပို့ပြီး UI ဟိုဖြစ်တော့ typing မှာကျတော့ data မပါတော့သူ type လုပ်နေတယ်နောက်တစ်ခုကဘာရှိမလဲဆိုရင်ဘာရှိမလဲand send အတွက်ဆိုရင်ဘယ် message ကို and send လုပ်ချင်တာလဲဆိုတော့ဒီမှာ message ID ပါရမယ်ပေါ့နော် message ID ပါမယ်ပါရှိအောင်မလဲလောဆယ်တော့ဒီလောက်နဲ့အဆင်ပြေပြီပေါ့ကျွန်တော်တခုပြောချင်တာဒီ payload တွေကလေဒီအတိုင်းလိုက်ရေးရမယ်တော့မဟုတ်ဘူးเนาะသူကဒီပြောမယ်ဆိုရင်ဒီ REST endpoint ရဲ့ request payload လို့ပဲကို define လုပ်ချင်လို့လုပ်လို့ရတယ် API design ပြီးတော့ပြီဆိုရင်ဘာလာမလဲဆိုတော့ high level design เนาะ high level design ကကျွန်တော်ရဲ့ favorite ပဲဘာလို့လဲပုံစံရကြိုက်တယ် high level design မှာကဘာလုပ်ရလဲဆိုတော့ဒီကို system ရဲ့ architecture ကိုဒီလို box လေးနဲ့ဆွဲရတယ်ပေါ့ visualize ဖို့ဖြစ်အောင်ဒီ chat service က microservice လောက်မှာဆိုတော့ငါတို့ဒီမှာ API gateway လို့တဲ့ API gateway တစ်ခုထားမယ် API gateway ကဘာ responsibility ရှိမလဲဆိုရင်ဒီက routingဘယ် service ကိုဘယ် request လာလို့ရှိရင်ဘယ် service ကို route လုပ်ရမယ်ဆိုတော့ API gateway တည်တယ်နောက်တစ်ခုကrate limiting ထားမယ်ကို system ကို request တွေမလိုအပ်ပဲလာခဲ့လို့ရှိရင်သူကဒီ API gateway ကနေ rate limiting ကနေ reject လုပ်မယ်အဲဒါကြောင့် resiliency ပိုကောင်းတယ်ဘာညာပေါ့ rate limiting ရှိမယ်ပြီးကြရင် authentication ရှိမယ်authentication and authorization နဲ့ထားလို့ရတယ်ကိုထားခြင်း chart feature တွေလည်းအများကြီးရှိပါတယ်ဒါ API gateway ပြီးကြရင် notification server ရှိမယ်သူက
ဒီလိုလောလောဆယ်အခုဒါရှိမယ်နော် chat server ဒီ gateway ကဘာလုပ်မလဲဆိုလို့ရှိရင်ဥပမာဒီ client ကဆိုလို့ရှိရင်သူက chat ကို route လုပ်ပေးမယ်ပေါ့ chat service ကို route လုပ်ပေးမယ် okay သူက chat ဆိုတဲ့ prefix နဲ့လာရင်ဒါမဟုတ်ဘဲနဲ့user registration ပေါ့ user registration ဒီ part ပါလို့ရှိရင်ဒီ request က user ကိုတွားပါဆိုပြီးမှဒီကောင်က routing လုပ်ပြီးလို့ရတယ်ဒါကတော့ APN gateway ရဲ့အားသာချက်ပေါ့ APN gateway ကဒီလို modern system တွေမှာရှိတဲ့အရာဖြစ်တယ်နော်မဟုတ်ပဲမရှိလို့ရှိရင်ဥပမာ microservice အများကြီးကိုဒီ client တွေကသူအဲ့လိုဟိုပါပေါ့ track လုပ်ထားပြီးမှ service တွေကိုခေါ်အများကြီးကိုခေါ်ရမှာဒါကတော်တော်ကြီး overhead ဖြစ်တယ်အဲ့တော့ဒီ APN gateway ထားကြရပေါ့ APN gateway ရှိမယ်ပြီးကြရင် chat server မှာဆိုလို့ရှိရင် database ရှိမယ် database DB ရှိမယ်နော်database ရှိမယ်ဒီ chat server ကလည်းREST endpoint ပြီးကြရင်သူကလည်း web socket လည်း support လုပ်တယ်ပေါ့နှစ်မျိုး support လုပ်တယ်ဒီဟာက high level design ကတော့ simple တော့ပြီပေါ့တခုချန်လေးကျွန်တော်ဒီမှာ database ဘာ database တုံးလဲဆိုတော့ discuss တော့မယ်ငါဒီ chat application မှာဆိုလို့ရှိရင်ခုနကဒီမှာ estimate လုပ်ခဲ့တာsecond မှာ1000လောက် write လုပ်မယ် maybe future မှာဒီထက်ပို user များလာလို့ရှိရင်တသိန်း message per second လည်းဖြစ်နိုင်တယ်1 million second per second လည်းဖြစ်နိုင်တယ်အဲ့တော့ဒီ write heavy system ဖြစ်တယ်ပေါ့ write heavy system ဖြစ်တယ်ပြီးကြရင် write heavy ဖြစ်တော့ငါတို့ကဒီ database တစ်ခုတည်းနဲ့ write database တစ်ခုတည်းနဲ့မလုံလောက်ဘူးokay sharding ကလိုတယ်ပေါ့ MySQL ကအဲ့လိုအရန် write heavy ဖြစ်တဲ့system လိုမျိုးမှအဆင်မပြေဘူးเนาะwrite heavy ဖြစ်တဲ့ system လိုမျိုးမှအဆင်မပြေပြီးကြောင်ငါတို့ပေါ့ consistency လည်းမလိုအပ်ဘူးအဲ့လို asset transition တွေလည်းမလိုဘူးဒါက financial application မဟုတ်ဘူး e-commerce system မဟုတ်ဘူး ticketing system မဟုတ်ဘူးဆိုတော့ဒီက availability ရေးပါတယ်ပြီးကြရင်data write ရေးပါတယ်အဲ့တော့ငါတို့က NoSQL သုံးရမယ် NoSQL မှာဆိုလို့ရှိရင်DynamoDB သုံးမယ် DynamoDB ဆိုတော့ DynamoDB သုံးမယ်ဆိုတာနဲ့လည်းမပြီးတော့ဘူးဒီပြီးကြရင်ငါတို့ data modeling အကြောင်းလဲဆွေးနွေးရမယ် data modeling က user ရှိမယ် chat message ရှိမယ်เนาะ DynamoDB မှာက MySQL နဲ့မတူတာကသူကအဲ့လိုသူ database design ဆွဲတဲ့အချိန်သူရဲ့ access button clearly တတ်မှတ်ထားဖို့အရေးကြီးတယ်မဟုတ်ပဲဆိုလို့ရှိရင်သူကတော်တော်ကြီးကိုမှဟို access button တခြားမတတ်မှတ်ပဲနဲ့ data ကို store လိုက်မယ်ဆိုရင်နောက်ပိုင်းမှာတော်တော်ဒုက္ခရောက်တယ်အဲ့တော့ကျွန်တော်တို့က access button clearly တတ်မှတ်နိုင်တဲ့ application မျိုးမှာDynamoDB သုံးတယ်ပြီးကြရင်လည်း access button နဲ့ upfront တခြား define လုပ်ရမယ်ပြီးတော့ငါတို့ရဲ့ access button ကဘာလဲဆိုလို့ရှိရင်user can see a list of chat ဒါလေ WhatsApp မှာဖွင့်လိုက်ပြီးဆိုရင်ကျွန်တော်တို့conversation လုပ်ထားတဲ့အဲ့လို group chat ဖြစ်ဖြစ်one by one ဖြစ်ဖြစ်အဲ့အရာတွေကိုပြရမှာပေါ့နော်ဆိုတော့ user can see a list of chat နောက်တစ်ခုက chat မှာ gets all participants from a chat ဒီ
chat မှာ participant တွေဘယ်သူရှိလဲဆိုတာသိဖို့လိုရတယ်ဒါကျတော့ system level ကသိဖို့လိုရတယ်ဘာကြောင့်လဲဆိုတော့ဥပမာ user က message ပို့လိုက်ပြီဆိုရင်ဒီ group ထဲမှာရှိတဲ့လူအားလုံးကိုကျွန်တော်တို့က notify လုပ်ရမှာပေါ့နော်ဟို publish လုပ်ရမှာအဲ့အတွက်ဒီဟာက system အရာအရေးကြီးတယ်ဒါပြီးရင်ဘာရှိမလဲဆိုလို့ရှိရင်ဒီ chat ထဲမှာရှိတဲ့ message တွေပြတာပေါ့အဲ့ဒါက get messages from the chat ဆိုတော့ပထမဦးဆုံး requirement ကိုကျွန်တော် access button တတ်မှတ်ရမယ်ဒီတိုင်း DB မှာကသူကfilter လုပ်လို့ရှိရင် primary key soft key နဲ့ပဲ filter လုပ်လို့ရတယ်ဒီ key နှစ်ခုနဲ့ပဲ filter လုပ်လို့ရတယ်နောက်ထပ် access additional access လို့ချင်းကျွန်တော် global secondary index တတ်မှတ်လို့ရတယ်ပေါ့ global secondary index နဲ့နောက်ထပ် access button ဖန်တီးလို့ရတယ်ဒါပေမဲ့ GSI မှာလည်းဒီလို primary key soft key နဲ့ပဲ query လုပ်လို့ရပါပေါ့သူရဲ့ limitation ဘာကြောင့်လဲဆိုတော့ဒီကောင် key value storage ဆိုတော့ဒီလို key value ဒီ key နှစ်ခုနဲ့ပဲquery လုပ်လို့ရတယ် MySQL လိုမျိုးရှိမှ column တွေနဲ့ query လုပ်လို့မရအောင်ဆိုတော့ user can see a list of chat ဆိုလို့ရှိရင် primary key က user ID ဖြစ်မယ်နော် user ID soft key ကဘာလဲဆိုလို့ရှိရင်1 2 3 soft key က chat ပြီးကြရင် chat ID ရှိမယ်ပေါ့ chat ID 1နော်ဒါဆိုရင်ကျွန်တော်တို့ဒီ chat ကိုuser can see a list of chat ဆိုရဲ access button ရပါပြီနောက်တစ်ခုက get all participants from the chat တစ်ခုမှာရှိတဲ့ participant တွေကို list လုပ်မယ်ဟုတ်ပြီဒါဆိုရင် chat participants ID1 okay ဒီမှာ chat တုံးက user နှစ်ယောက်ရှိမယ်ဆိုတော့ဒီ row ကဒီလိုဖြစ်မှာပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်း user တယောက်မှာ chat တွေအများကြီးရှိမယ်ဒီလိုဖြစ်မယ်ဆိုတော့ဒီ access button နှစ်ခုအဆင်ပြေတော့ပြီးနောက်တစ်ခုကဘာလဲဆို get messages from the chat ဒါကလည်း chat to သူရဲ့ message တွေကိုတွေ့မယ်နော် messages ID 1 2 3 blah 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 ဒီမှာ time stamp ထားလိုက်တာလည်းအဆင်ပြေမယ် time stamp ပေါ့အဲမှာကျွန်တော်တို့ဒီ query လုပ်တဲ့အချိန်မှာဒီ newest message ပေါ့နောက်ဆုံး latest message ကိုမြင်အောင်အဲ့လိုဆောက်လုပ်လို့ရပါတော့ဒီ chat မှာဒီမှာလည်းကျွန်တော်တို့ chat တွေကနောက်ဆုံးလောက်ထားတဲ့ conversation လောလောဆယ်ဒီတိုင်းထားလိုက်ပါဆိုတော့ကဒီလိုအဆင်ပြေသွားပြီဆိုတော့အဆင်ပြေသွားပြီเนาะဒါ access button ဒီမှာခဏ DynamoDB က write heavy system အတွက်ဘာကြောင့်ရွေးချယ်တင်တာလဲဆိုတော့မှာကို position ပေါ်မူတည်ပြီးမှ interview အားမေးမယ်ကိုက junior level လောက်ဆိုလို့ရှိရင် mid level လောက်ဆိုလို့ရှိရင်သူတို့အလောက် deep dive လုပ်ချင်မှလုပ်မှာ junior level လောက်ဆိုရင်ဒီမှာ DynamoDB မသုံးမဲနဲ့ကိုက MySQL လောက်ပဲသုံးနေဆိုရင်လည်းသူတို့က junior mid လောက်ဆိုရင်လည်းသူကလက်ခံပေးမှာပေါ့အဲ့လိုဆိုတော့သူတို့က experience တာမရှိဘူးကိုက senior staff လောက်ဆိုလို့ရှိရင်ဒီလိုဒီ DynamoDB တို့ Cassandra တို့3နိုင်လောက်မှအဆင်ပြေမယ်ပေါ့เนาะ3နိုင်လောက်မှဒီမှာ DynamoDB ကဘာကြောင့် write heavy အတွက်အဆင်ပြေရလဲဆိုလို့ရှိရင်သူက natively built in sharding ကို support လုပ်တယ်
နော် sharding ကို support လုပ်တယ်သူကဒီ dynamo တွေထဲမှာ sharding ကိုသူကကျွန်တော်တို့ဒီ primary key ပေါ်မူတည်ပြီးမှသူက data တွေက different shard မှာသွား store တယ်ပေါ့ဒီမှာ user id 123ကဆိုလို့ရှိရင် dynamodb ရဲ့ထဲမှာ node အသေးလေး node A မှာသွား store မယ်ဒီ user id 345ကတခြား dynamodb node မှာသွား shard မှာသွား store မယ်ပေါ့ဒါပေမဲ့ကျွန်တော် application level ကဒီ key ဆိုရင်ဘယ် node မှာ store လုပ်တာလဲဘယ် node ကနေတွားမှ retrieve လုပ်ရမှာလဲဆိုတာကို application က design လုပ်ဆရာမလို့အဲ့ဒါတအားကောင်းတယ်ကိုယ့်အနေနဲ့ကိုဒီ MySQL လိုမျိုးမှာအဲ့လို sharding support လုပ်ချင်လို့ရှိရင်ဒီ application logic ထဲမှာကျွန်တော်တို့ကအဲ့လိုဘယ် shard မှာတွား query လုပ်ရမှာလဲဆိုတာရေးရအဲ့တော့ဒါကစင်မပြေဘူးเนาะနောက်ဆုံးထွက်တဲ့ဒီ planet scale လိုမျိုးမှာကျတော့ဒီ planet scale ကလည်း MySQL ပဲအဲ့လိုမျိုးမှာကျတော့လည်းဒီ dynamodb လိုပဲ built-in sharding ပါတယ်ကိုက route လုပ်ဆရာမလို့ပေါ့ဒါပေမဲ့ UU MySQL ဆိုလို့ရှိရင်အဲ့လို sharding လုပ်ရ logic ရေးတာတော်တော်ကြီးမလွယ်ဘူးပြီးကြရင်အဲ့လိုနောက်ထပ်ကို shard တွေနဲ့မလုံလောက်တော့နောက်ထပ် server အသစ် shard တွေထည့်မယ်ဆိုရင်ဒီဒီ data တွေ rebalance လုပ်ရတာတွေရှိတယ်အကောင်တွေကလည်းတော်တော် overhead ဖြစ်တယ်အဲ့တော့ဟို dynamodb တုံးလိုက်လို့ရှိရင်ဒီကောင် automatically တော်တော်ကြီး scalable ဖြစ်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဒါကြောင့် dynamodb တုံးရခြင်းဖြစ်တယ်ဆိုတော့အခု high level design ပြီးတော့ပါပြီဆိုတော့ဒီ high level design ပြီးတော့ရဆိုလို့ရှိရင်interviewer ကကျွန်တော်တို့တစ်ခါလေကျရင် deep dive လုပ်ခိုင်းတယ်ဟိုသူကိုစီကမင်းဘယ်လောက်ထိမင်းဆွဲထား design ပေါ်တက်ကြွလဲမင်းဘယ်လောက် experience ရှိလဲဆိုတော့သိချင်တဲ့သူကပို့ပြီးနိုင်ချွတ်မေးတယ်ပေါ့ဥပမာဆိုလို့ရှိရင်ဒီမှာဗာမေးနိုင်လဲဆိုလို့ရှိရင်ဒီ system က user တွေအများကြီးသုံးပါတန်းချီသုံးပါအဲ့တော့ဒီ chat server တစ်ခုတည်းနဲ့မလုံလောက်ဘူးမင်းဘယ်လိုလုပ်မှာလဲမေးမှာပေါ့အဲ့မှာဆိုရင်ကျွန်တော်ဗာဖြေမလဲဆိုလို့ရှိရင်ငါကဒီမှာ chat server တွေကိုအများကြီး auto scaling နဲ့ဟောလုပ်မယ်ပေါ့ဒီလိုပဲပြလိုက်တော့မယ် chat server တွေလည်းဟောပေါ့အများကြီး scale လုပ်ထားမယ် pop တွေအများကြီးရှိမယ်ပေါ့ဒီလို HPA auto scaling နဲ့ငါတို့ဒီလို chat server တွေအများကြီးလုပ်မယ် user ပို့မယ်နော်chat server တွေအများကြီးအဲ့လို replicate လုပ်ထားတဲ့အတွက်ငါတို့ကဟိုပို့ပြီးမှ scaling လုပ်နိုင်မှာပေါ့အဲ့ချိန်မှာ interview ကဗာမေးမယ်ဆိုဟုတ်ပြီဒီလို scaling တွေအများကြီးလုပ်ထားတဲ့အတွက်ဥပမာထားပါတော့ user A ကဒီ note ထဲမှာ user A က websocket ကဒီ pop ကို join ထားတယ် user B က websocket ကဒီ pop ကို join တယ်အဲ့တော့ user A က user B ကို message ပို့လို့ရှိရင်မင်းဒီမှာမင်းဘယ်လိုဒီမတူတဲ့ဘယ် pop မှာ user B က join လဲဆိုတော့မင်းဘယ်လိုသိမလဲ user B ကိုမင်း message ပို့လိုက်လို့ရှိရင်ဘယ်လိုပို့မလဲဆိုတော့မေးလိမ့်မယ်အဲ့မှာကျွန်တော်အဲ့ဒါမရှင်းပြခင်ဒီ websocket server မှာဘယ်လိုမျိုးအလုပ်လုပ်လဲဆိုတော့အရင်ရှင်းပြမယ်နော်ဒီ scaling တွေမရှိသေးခင်မှာပေါ့ server တစ်လုံးပဲရှိမယ်နော် server တစ်လုံးပဲရှိမယ် client က server ကို join ပြီဆိုလို့ရှိရင် client က server ကို join ပြီဆိုရင်ကျွန်တော်တို့ကဒီ memory ထဲမှာ connection မျိုး store ထားရပြဒါတော့ user id 123 connection ဒါကြောင့်လည်းကျွန်တော်ပြောခဲ့လို့ဒီ WebSocket က bidirectional ဖြစ်တဲ့အတွက်
ကျွန်တော်တို့ကဒီ connection ကိုဒီ memory ထဲမှာ store ထားအဲ့ဒါမှပဲကျွန်တော်တို့က connection ကိုအသုံးပြုပြီးမှ client ကို send လုပ်လို့ရပါတော့เนาะထားပါတော့ client A က client B ကို message ပို့မယ်ဆိုရင်ဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဒီမှာက client B ရှိမယ်เนาะ client A က client B ကိုclient A က client B ကို message ပို့တာတဲ့ for example client A က group chat group chat bot group bot group let's say group ID 20ကိုသူက message ပို့မယ်အဲ group ID 20မှာ client B ရှိမယ် client C ရှိမယ်အဲ့တော့ client A ကဒီ group 20ကို message ပို့မယ်ဆိုလို့ရှိရင်ဒီမှာဘယ်လဲဆိုလို့ရှိရင် client A ကဒီ group chat ထဲမှာဘယ် participant တွေရှိမလဲဆိုတာကိုဒီ access button နဲ့ Dynamo DB မှာတော့ရှာမယ်เนาะ for example group 20 chat 20ဆိုလို့ရှိရင်chat 20 Dynamo DB မှာ chat server တော့ရှာမယ်ဒီ chat 20မှာရှိတဲ့ participant ID တွေပေးပါဆိုလို့ရှိရင်စတာချင်း fetch participants from chat 20 Dynamo DB ကနေ participant list ကိုရှာလိုက်မယ် participant list ကထားပါတော့ဒီမှာ2ယောက်3ယောက်ရှိရဆိုလို့ရှိရင်ကြာလာလိမ့်မယ်participant A B C ပြကြရင်ကျွန်တော်တို့ကဟိုเนาะ flash connection from memory hash method connection key ကဘာဖြစ်မလဲဆိုဒီကောင်က array ဖြစ်မယ်เนาะmap ဖြစ်မယ်ဒီ key ကကြတော့မလို့ဒီက man ဆိုတော့ fetch connection from memory map ဟုတ်တယ်ဒီမှာ user ID A ရဲ့ connection 1 user ID B ရဲ့ connection 2 user ID C ရဲ့ connection 3အဲ့3ခုရလာမယ်ပေါ့ဒါပေမဲ့3ခုလုံးကျွန်တော်သုံးစရာမလိုဘာလို့လဲဆိုတော့ဒီ user A ကတခြားနှစ်ယောက်ကို message ပို့တာသူကသူပြန်ပို့စရာမလိုဘူးအဲ့တော့အဲ့ connection ကိုတုံးပြပြီးမှ message ပို့ send message to connection ဒီ WhatsApp ကအဲ့လို message ပို့ခြင်းပြီဆိုလို့ရှိရင်အဲ့လိုဒီ memory connection တုံးပြီးမှအဲ့လိုမျိုးပို့ရ message ပေါ့ bla 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 အဲ့ဒါဘာဖြစ်သွားလဲဆိုလို့ရှိရင်ဒီမှာအဲ့လိုပို့လိုက်ပြီဆိုလို့ရှိရင်ဒီ server ကနေဟိုမှာ client A ကနေခေါင်းလားဆိုပို့လို့ရှိရင် client B ရဲ့ C ရဲ့ရှိတဲ့သူတို့ရဲ့ device ကိုနေတောင်းလားဆိုတာတက်ရောက်တယ်ပေါ့ဒါကဟို server တစ်ခုတည်းရှိလို့ရှိရင် client မှန်သမျှအားလုံးရဲ့ connection ကိုလွယ်လွယ်ကူကူရှာလို့ရတယ်เนาะဒါ server တစ်ခုတည်းရှိတာ interviewer တည်ကျင်တာကဒီပြဿနာကိုမင်းဒီမှာအဲ့လို auto scaling နေနဲ့ဒီ port တွေအများကြီးခွဲလိုက်ပြီဆိုလို့ရှိရင် client စီကတခြား port မှာတွားပြီးမှ web socket ကို establish လုပ်မယ် B ကလည်း establish လုပ်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီမှာဒီ client အရာသူ message ပို့တာကchat တန်တီးဆိုအဲ့ထဲမှာရှိတဲ့ BSC ရဲ့ကဘယ် port မှာ connection ရှိမှမသိတော့ဘူးဗျာအဲ့တော့ဒီပုံမှန်တမယိုးကြပုံစံစာပါတစ်ခုမှအထဲမှာတိုင်သွားလို့မရအောင်အဲ့တော့မေးစရာတစ်ခုရှိတာငါတို့ဒီ server တစ်ခုလည်းပဲသုံးမယ်ဒီ server ကိုပဲဟို vertical scaling ပေါ့လုပ်ပြီး scale လုပ်လို့မရဘူးလားရတယ် but to a certain extent ဥမာဟိုဒီ user
1000ကနေ3သိန်းလောက်ထိပဲ scale လုပ်လို့ရမယ်ဒါပေမဲ့ဟိုအဲ့ထက်များလာပြီဆိုလို့ရှိရင်ဒီ note တစ်ခုတည်းနဲ့ဘယ်လိုမှ note အကြီးဆုံးတုံးပြီး scale လုပ်လို့ရှိရင်လည်းမရတော့အဲ့တော့ဒီ horizontal scaling ကလိုတယ်ပေါ့လို့ horizontal scale ဖြစ်ပြီဆိုလို့ရှိရင်ကျွန်တော်ဒီပြဿနာကိုဖြေရှင်းရမယ်ဒီပြဿနာကိုဘယ်လိုဖြေရှင်းလဲဆိုရင်အမှကျွန်တော်ကပြောမယ်ဟုတ်တယ်မင်းပြောရမှန်းနဲ့ဒီပြဿနာကဒီ HPA pop တွေအများကြီးနဲ့ scale လုပ်မယ်ဆိုရင်ဒီတိုင်းလုပ်လို့မရတော့ဘူးငါကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ဒီလိုဟို Redis PubSub တောင်းမယ်ပေါ့ Redis PubSub ဆိုတာဘာလဲဆိုလို့ရှိရင်SNS လို့ပဲကိုကဒီ topic တစ်ခုနဲ့ publish လုပ်လိုက်လို့ရှိရင် consumer တွေကဟို consumer တွေအားလုံး consumer တွေက subscribe လုပ်ထားပြီးမှသူကအဲ message ကိုဟိုပေါ့ listen လုပ်လို့ရတယ်ပေါ့အဲ့တော့ဒီမှာ Redis PubSub ကိုဘယ်လိုသုံးလဲဆိုလို့ရှိရင်ဒီမှာ user A join ပြီဆိုလို့ရှိရင် user A ကဟို subscribe လုပ်လိုက်မယ်သူ့ရဲ့ user ID နဲ့เนาะ user k PubSub ID Aဒီကောင်ကအဲ့လိုမျိုး subscribe လုပ်မယ် user ID A ဒီ pop ကလည်းဒီအနား pop B ကလည်းဟို PubSub ကိုဒီလိုလုပ်လိုက်မယ် ABC က conflict ဖြစ်တယ် maybe pop က1 2 3 4ထားလိုက်မယ်နော်pop 1မှာ user A ရှိတယ် pop 2မှာ user B ရှိတယ် pop 3မှာ user C ရှိတယ်ဆိုတော့ဒီ user A ကဒီမှာ Redis PubSub မှာ subscribe လုပ်လိုက်မယ် user ID A B ရလဲ user ID B user ID C ဆိုမှ PubSub လုပ်လိုက်မယ်အဲ့တော့ဒီ flow ကဒီကောင်ကိုအောက်ဘက်ကိုရွှေ့ထားလိုက်မယ်เนาะဒီဟာကဒီလို connection store လောက်ထားတာက server မှာ in memory မှာ store လောက်ထားတာက HPA pop တွေအများကြီးရှိလို့ရှိရင်လည်းဟိုဆက်ပြီး store လုပ်နေရအောင်ပါပဲဒါမဲ့ဒီမှာဘယ်လိုဖြစ်သွားမလဲဆိုရင်ဟို pop 1မှာဆိုလို့ရှိရင် connection က user A ရဲ့ connection လည်းရှိမယ် user A ရဲ့ connection ရှိမယ်ပြီးတခြား user EF blah 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 တခြား connection ရှိမှု pop 2မှာကြတော့ pop 2မှာကြတော့ user B ရဲ့ connection ရှိမယ်ဒီကြရင် user F share connection ရှိမယ် user A က group တန်တီကို message ပို့လိုက်ပြီးဆိုရင်တခြား B တွေ C တွေကိုဟိုဘယ်လိုပို့မလဲဆိုရင်ဒီမှာဘာဖြစ်သွားမလဲဆိုလို့ရှိရင်ခုနအတိုင်းနဲ့နည်းနည်းဆင်တယ်ဒါပေမဲ့ခုနလိုပဲကျွန်တော်တို့ဒီ DynamoDB ကနေဒီ chat တန်တီမှာပါတဲ့ participant တွေကိုရှာရမယ်ရှာပြီးလို့ရှိရင်ဘာလုပ်ရမလဲဆိုလို့ရှိရင် ABC ဖြစ်လာမယ်ABC တွေ့ရပေါ့ ABC တွေကနေကျွန်တော်တို့က BSCL ကိုပဲစိတ်ဝင်စားတယ် BSCL ကိုစိတ်ဝင်စားတယ်ပြီးကြရင်ဒီမှာကျွန်တော်တို့က Redis နဲ့ publish လုပ်မယ်နော်message ပေါ့ B ရဲ့ topic ရဲ့ C ရဲ့ topic ရဲ့နဲ့ကိုကျွန်တော်တို့ကဒီမှာ publish လုပ်လိုက်မယ်
publish လုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ဒီ broadcast လုပ်လိုက်တာပေါ့ဟို user B ကိုငါဒီ message ပို့ချင်တယ်ဆိုမှ Redis မှာပို့လိုက်တော့ဒီကောင်တွေကလည်းဒီ pop တွေကလည်းဟို Redis ကို subscribe လုပ်ထားတယ်เนาะ subscribe လုပ်ထားတယ်ဆိုဒီ pop တွေတိုင်းမှာဒီ Redis message ကတွားရောက်လိုက်မယ်တွားရောက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ pop တိုင်းကဘာလုပ်ရမလဲဆိုလို့ရှိရင်သူတို့ check if connection exists in memory for set if noဘာလို့လဲဆိုတော့ကျွန်တော် Redis publish လုပ်လိုက်တဲ့ user ID B user ID C ဆိုမှ publish လုပ်လိုက်တယ်အဲ့တော့ဒီ pop 2မှာဆိုလို့ရှိရင်เนาะ pop 2မှာဆိုလို့ရှိရင် user ID B ရဲ့ connection ရှိတော့ခဏဒီမင်္ဂလာပါလို့ပို့လိုက်တဲ့ဟာကိုကျွန်တော်တို့ကဒီ client ကိုတော့ပို့လိုက်မယ်ပေါ့ဒီ pop 2ကနေဆိုတော့ဥပမာဆိုလို့ရှိရင်ဒီ pop 4မှာဆိုလို့ရှိရင်user ID B ရဲ့ connection လည်းမရှိဘူး user ID C ရဲ့ connection လည်းမရှိဘူးအဲ့လိုဆိုရင်ဒီ pop 4မှာဆိုရင်ဘာမှမလုပ်ဘူး ignore လုပ်လိုက်မယ်အဲ့လိုတုံးချင်းအားဖြင့်ဒီ Redis PubSub ကိုတုံးချင်းအားဖြင့်ကျွန်တော်တို့ကခုနကဒီဘယ် pop မှာဘယ် server မှာဘယ်ကောင် connection ရှိနေတာလဲမသိဘူးဆိုတဲ့ပြဿနာကိုဖြေရှင်းသွားလိုက်နိုင်တယ်ပေါ့နော်ဒါဆိုရင်တော့ဒီ WhatsApp ရဲ့ div type ကပြီးသွားပြီလို့ပြောyeah ကျွန်တော် share လိုက်တဲ့ဒီ topic ကိုအကုန်လုံးလဲနားလည်မယ်လို့ထင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ final ပေါ့ high level system design and deep type ပေါ့နေ့ကတော့ဒီလောက်ပါပဲเนาะကျွန်တော်နောက်နေ့ကြာလို့ရှိရင်လည်းတခြား system design တွေ share ပေးတော့ပါမယ်။ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။ဒီကျွန်တော်ဒီဘယ်လိုပြောမလဲဒီ vlog လုပ်တာနည်းနည်းလောက်ရှိပြီထင်တယ်။အလုပ်များနေတာနဲ့ရောအချိန်မပေးနိုင်တာအကြောင်းဒါကြောင့်ကျွန်တော်ဒီဗီဒီယိုမှာရှင်းပြနေနေဟို rusty ဖြစ်နိုင်တယ်ပေါ့။ as rusty ဖြစ်လို့အမားတွေပါလို့ရှိရင်လည်းဟိုခွင့်လွှတ်ပါလို့เนาะplease subscribe and like my channel thank you guys